Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဒီအလုပ်သမားရုံးကနေ message ကြလာရင်တတိစီပဲဖြစ်ဖြစ်ပေါ့နော်ဒီတန်းကြာစီပဲဖြစ်ဖြစ်ဒီကိုယ့်ဘက်ကစဖုန်းခေါ်တဲ့အခါမှာစဖုန်းခေါ်တဲ့ဖုန်းခေါ်နည်းလေးကိုကျွန်တော် share လုပ်ပြပါမယ်ဒါကတော့ကျွန်တော်သုံးတဲ့နည်းဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးကတော့ဒီသိပြီးတော့ပေါ့နော်အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ကျွန်တော်ကလည်းဒီဆရာကြီးမလို့ဒါ share လုပ်ပြရမှာမဟုတ်ပါဘူးကျွန်တော်လုပ်တဲ့နည်းလေးကိုအခြားသူတွေလည်းသိရရင်အဆင်ပြေအောင်လုပ်ပြရခြင်းဖြစ်ပါတယ်ကျွန်တော်ကပေါ့နော် message ကြလာတယ်ဆိုရင်အရင်ဆုံးကိုမိတ်ဆက်ပါတယ်안녕하세요 저는 민우입니다 구용 아상구 받아서 전화하는데요 구용 아상구 받아가지고 전화하는데요ကျွန်တော်ကအရင်ဆုံးအဲ့လိုပြောလေးရှိပါတယ်ဒီနေရာမှာကိုယ့်ပါဇက်ကပေါ့နော်ဒီလွယ်လွယ်ကူကူရှိတဲ့ grammar လေးနဲ့ထွက်တာပိုကောင်းပါတယ်안녕하세요ကျွန်တော်ကတော့ menu ဆိုတော့ပေါ့နော်저는 menu입니다အဲ့လိုလေးထွက်လိုက်လေရပါတယ်ဒါမှမဟုတ်လဲ안녕하세요 저는 menu라고 합니다ကျွန်တော်ကတော့ menu လို့ခေါ်ပါတယ်အားလည်းရပါတယ်အခုကိုရီးယားတွေအသုံးများဆုံးပေါ့နော် indeyo နဲ့သူတို့ကတော့ဒီပေါ့နော် now indeyo နဲ့သူတို့ကအသုံးများပါတယ်သူတို့ကဒီပေါ့ဒီဟာလေးနဲ့အသုံးများပါတယ်သူကတော့ဘဒူ indeyo ဆိုပြီးတော့သူတို့တွေကသုံးလို့ရှိတာဒီ grammar လေးဖြစ်ပါတယ်ဒီပေါ့နော်안녕하세요 menu인데요ဒါကတော့စမှတ်ကြတယ်ပေါ့နော်စမှတ်ကြသုံးပေါ့သူကအဲ့ဒါသိအဆင်မပြေဘူးဆိုလဲ안녕하세요ကျွန်တော်ကတော့ဘဒူဖြစ်ပါတယ်ဆိုပြီးဒီရေးလိုက်ရုံပဲပေါ့နော်ပြောလိုက်ရုံပဲပေါ့အဲ့လိုပြောပြီးတဲ့နောက်ပိုင်းမှာဒီသူတို့ဘက်ကဘာမှပြန်မပြောဘူးဆိုရင်혹시 오후에 몇 보실 수 있어요 혹시အကယ်၍များပေါ့ဒီနေ့ကင်းပိုင်းမှာအင်တာဗျူးလို့ရနိုင်မလားဒါမှမဟုတ်လဲ혹시 오늘 몇 가능해요 혹시 오늘 몇 가능해요ဒီနေ့အင်တာဗျူးရနိုင်မလားပေါ့နော်ဒီဟာလေးနဲ့လည်းမီးလို့လည်းအဆင်ပြေပါတယ်ဒါမှမဟုတ်လဲ혹시 오후에 몇 보실 수 있어요 몇 보실 수 있어요ဆိုလည်းရပါတယ်ဒါတကယ်ပြောဖြစ်တဲ့အတွက်ဥဒုတွေဒါကတော့ထည့်မထားဘူးပေါ့နော်အဲ့လိုပြောပါတယ်အဲ့လိုပြောတဲ့အခါမှာဒီပေါ့နော်သူတို့ဘက်ကဒီလူရှားပြီးပြီလူရသွားပြီဆိုရင်ပြောလိပြောတာရှိတာကျွန်တော်ပထမဆုံးချိန်ကျွန်တော်သူတို့ဘက်ကစညင်တော့ပေါ့နော်ဒီဟာလေးကသူတို့ဘက်ကပြောတာလေးကျွန်တော်မှတ်ထားတာပေါ့နော်네 죄송한데 사람은 구했어요 안 하비매ဘာပြောလဲဆိုတော့လူကရွေးပြီးသွားပြီပေါ့နော်အားနာပြီမဲ့လူရွေးပြီးသွားပြီလူရပြီပေါ့ဗျာသူတို့ကအဲ့လိုပြောပါတယ်အားနာပြီမဲ့လူရသွားပြီဆိုပြီးသူတို့ကအဲ့လိုပြောပါတယ်ဒါမှမဟုတ်လေ죄송한데 사람 골랐어요လူရွေးပြီးသွားပြီပေါ့နော်죄송한데 사람 골랐어요လူရွေးပြီးသွားပြီပေါ့နော်အားကြောင့်မို့သူတို့က취소해 줄게요ဖြတ်သိမ်းပေးပါမယ်ပေါ့နော်ဖြတ်သိမ်းပေးပါမယ်သူတို့ဘက်ကအကယ်၍လူမရွေးရသေးဘူးဆိုရင်သူတို့ကမေးတယ်မယ်네 오후 몇 시에 와요ကိုကနေကင်းပိုင်းလို့ပြောလိုက်တဲ့အခါမှာဟုတ်ကဲ့နေကင်းပိုင်းဘယ်နှစ်နာရီလာမလဲဆိုကျွန်တော်တို့က네 2시에 도착할게요 2နာရီမှာရောက်မယ်ပေါ့နော်2시에 도착할게요 2နာရီမှာရောက်မယ်ကိုက3နာရီလောက်မှရောက်မယ်ဆိုရင်လည်းဗျာ3နာရီမှရောက်မယ်ပေါ့ဗျာအဲ့လိုပြောပေါ့နော်4နာရီမှရောက်မယ်ဆိုရင်လည်း4နာရီကိုအဆင်ပြေတဲ့အချိန်ပေါ့ကျွန်တော်ကတော့ဒီပေါ့ဒီ message ကမနေ့မှရောက်တယ်သွားတာဝင်းမဲ့ထင်ရင်အစတည်းကကိုယ့်ဘက်ကအချိန်ပူးတောင်းထားလိုက်တာပေါ့နော်နေကင်းပိုင်းမှာဒီ view လိုက်တာပေါ့နီးတယ်ဆိုရင်တော့မနက်ခင်းပိုင်းပေါ့နော်ဒီနေရာမှာကတော့အိုနေရာမှာတော့ကိုကအဆင်ပြေပြီးသလိုပေါ့ဗျာဒီဦးချောင်းဆိုလဲဦးချောင်းပေါ့ဗျာနော်ဦးချောင်းဆိုလဲဦးချောင်းအိုးဆိုလဲအိုးကိုအဆင်ပြေတဲ့ဟာလေးထည့်ရင်အဆင်ပြေမယ်လို့ထင်ပါတယ်အဆင်ပြေမှာပေါ့ဗျာနော်အဆင်ပြေမယ်လို့ထင်ပါတယ်ဦးချောင်းဆိုလဲဦးချောင်းအိုးဆိုလဲအိုးပေါ့နော်ဒါတော့ကျွန်တော်3ထားရှိတာဖြစ်ပါတယ်ပထမဆုံးကတော့안녕하세요 저는 이민우입니다 저는 맨누입니다 저는 맨누인데요 맨누라고 합니다ဒီ grammar 3ခုရဲ့ကိုကြိုက်တာလေးနဲ့ကျွန်တော်မိတ်ဆက်လိုက်တယ်မိတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာ구용 아상구 받아서 전화하는데요 구용 아상구 받아서 전화하는데요အလုပ်သမားရုံးကနေဘာရလဲအလုပ်သမား message ဒီအလုပ် message ကိုရလို့ပေါ့နော်ဒီအလုပ်ခေါ်တာရလို့ကျွန်တော်ဖုန်းဆက်လိုက်တာပါဒီ grammar လေးနဲ့သုံးလဲလှပါတယ်받아가지고 전화하는데요အဲ့လိုလေးသုံးလဲလှပါတယ်အဲ့ပြောပြီးတဲ့နောက်ပိုင်းမှာသူ့ဘက်ကဘာမှမပြောဘူးဆိုရင်တော့혹시 오후에 몇 보실 수 있어요အကယ်၍များနေကင်းပိုင်းမှာအင်တာဗျူးလို့ရလားပြောချင်တာတော့အချိန်ရလားအချိန်ရှိလားလို့ပြောတာပါပဲเนาะအင်တာဗျူးလို့ရလားပေါ့เนาะကျွန်တော်ကအဲ့ဒီနေလေးသုံးတာဖြစ်ပါတယ်ဒီပေါ့เนาะ
ဒီအကယ်၍ဒါတွေအဆင်ပြေသွားပြီဆိုရင်တော့ဟိုရောက်တယ်ဆိုရင်တော့ပြောရမယ့်စကားတွေကတော့ကျွန်တော်မီလီမီတာရှိတာအဆောင်ပေးလားအဆောင်ပေးလားဆိုလေလွယ်လွယ်လေးပါဘာမှပြောစရာမလိုပါဘူးခေခေကြီးတွေနော်ခုရှိဂီစုစာဂျောယိုဂီစုစာဂျီယောနဲ့ဂျောယိုဂီစုစာထောက်ပံ့ပေးလားပေါ့နော်သူတို့ကပြီးတယ်ဆိုပြီးတယ်ထမင်းကလည်းတစ်နက်ဆိုတစ်နက်နှစ်နက်ဆိုနှစ်နက်ပေါ့နော်ရှိစာနော်အတ်တခဲတွေဆိုရောထမင်းကတော့ဘယ်လိုလဲပေါ့နော်အဲ့လိုလဲထပ်မေးပေါ့ဗျာထမင်းကတော့ဘယ်လိုလဲအချိန်ပိုလိုချင်တယ်ဆိုရင်လဲ OT 있어요 잔너 있어요အဲ့လိုမေးပေါ့ဂျူယာကန်တိတိကျကျသိချင်တယ်ဆိုလဲ혹시ဂျူယာကန်နေရရောဂျူယာကန်ဟေရောအဲ့လိုလေးကိုကပေါ့နော်ကိုသိချင်တဲ့အကြောင်းအရာလေးတွေလည်းဒီ meaning လေးတွေပါစက်ထဲမှာပြင်သွားပါတယ်ပြင်သွားပြီးတော့မှဟိုမေးပါတယ်ကျွန်တော်ရဲ့ဒါ interview တဲ့ပုံစံဖြစ်ပါတယ်အဲ့ဒါလေးကို share လုပ်ပြီးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်လည်းအလုပ်ထက်တာတစ်လကြော်သွားပြီပေါ့နော်တစ်လနဲ့မှရက်20လောက်ရှိတော့မယ်ထင်တယ်အခုထိအဆင်ပြေတဲ့အလုပ်မတွေ့သေးဘူးပေါ့နော်မိတ်ဆွေတို့လည်းတွေ့ကြပါစေလို့ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျေးဇူးတင်ပါတယ်ခင်ဗျာ